တခါမှတောင်းမခတ်ဘူးတဲ့မောင်ကောင်းရဲ့ကြိုက်ခတ်တဲ့ကြောင့်ဘလူးတို့အုပ်စုအံ့အားသင့်သွားကြတယ်။ဘလောက်ခံစားနေရတယ်တော့မသိဘူး။မျက်နှာကြီးကလည်းဒေါသနဲ့ရဲချဲလို့ဒီခံစားချက်မျိုးသူတယောက်တည်းခံစားနေရတာတော့မဟုတ်ဘူးလေ။အားလုံးခံစားနေရတာပဲ။ဒါပေမဲ့ तू ကတစိမ့်ပေါ်လွန်းတယ်။ဘသူနဲ့တွေ့ဒီစကားပဲပြောတယ်။လူစုစုဖြစ်တိုင်းသူ့မကျေနပ်ချက်တွေကိုဖွင့်အံတော့တာပဲ။အခုလဲကြည့်စကောလောက်မှစောင်းမနဲ့လောက်ရက်လေးချင်းကို့မြေကိုကျူးကျော်ကို့ရေကိုတောက်ဒါနဲ့တင်အားမရကို့အမျိုးသားကိုတော့နိုင်ထက်စီမင်ပြုတ်ကျင်တဲ့ဘလောက်များရိုင်းပြစော်ကားတလဲဆိုတော့ကြည်စမ်းဒါကတော့မင်းတယောက်တည်းခံစားနေရတာမှမဟုတ်ပဲတို့တမျိုးသားလုံးဒီလိုခံစားချက်မျိုးခံစားနေရတာပဲဒါပေသည့်ငါတို့ရွှေနှန်းရှင်တော်မှဘာမှမတတ်နိုင်တော့တာငါတို့ကဘာများတတ်နိုင်အောင်မလဲကျွဲကြီးရဲ့ကြားဖြတ်စကားကိုမောင်ကောင်ပိုစိတ်ဆိုးသွားပြီ။ဘာတက်နိုင်ရမလဲဟုတ်လား။ဟာတော်လန်ရမှာပေါ့ကွ။ပြန်ပြီးတော်လန်တိုက်ထုတ်ပြရမှာပေါ့။ဒီအတိုင်းခေါင်းငုံခံနေမဲ့အစားပြန်တော်လန်ပြီးအသက်သေးသွားတာမှမင်္ဂလာရှိအောင်ပါပါ။မဟုတ်ဘူးလားငပိန်။ငပိန်ခေါင်းရမ်းလိုက်တယ်။ပြီးတော့တက်ပြင်းကိုချပြီးသူတို့တွေကငါတို့တွေထက်လက်နဲ့အင်အားတာတယ်။ဒီအတိုင်းတော်လန်နေလို့ကတော့တေယုံကလွဲပြီးဘာမင်္ဂလာမှရှိမယ်မထင်ဘူး။ဟုတ်တယ်။ဒါအမှန်ပဲ။ငပိန်စကားကိုကြွဲကြည့်ရပါထောက်ခံနဲ့သူတို့စကားကိုမောင်ကောင်ပိုဒေါသထွက်သွားပြီးမင်းတို့ကြောက်တက်လာကြည်လားကွာဟေးဒီလောက်ကြောက်တက်နေထမိန်ဝတ်ထားကြပါလားမင်းတို့လိုလူကြောက်တွေရှိနေလို့ကို့မြေကိုဒီလိုအင်္ဂလိပ်တွေဝင်ပြီးအနိုင်ကျင့်နေကြတာကွာမောင်ကောင်စကားကြောင့်ကြွဲကြီးဒေါသထွက်သွားပြီးငါတို့ကြောက်လို့ဒီလိုစကားမျိုးပြောနေတာမဟုတ်ဘူးကွာမဖြစ်နိုင်တဲ့ကိစ္စကိုမဖြစ်တင်တာမဖြစ်ရအောင်တားနေတာမြန်မာလူမျိုးပါကွာရဲပြီဆိုမှဖြင့်လူရွေးရဲတာရမဟုတ်ဘူးဒါပေသည့်စင်းစင်းဆဆလောက်တာပိုပြီးတင့်တော်မှမို့ပြောနေရတာဟုတ်တယ်မလားဘလူးကျွဲကြီးဘလူးဘက်ကိုပါလဲပြီးအကူအညီတောင်းလိုက်တယ်တစ်ချိန်လုံးဘာစကားတခွန်းမှဝင်မဆွေးနေတဲ့ဘလူးဒီတစ်ခါကောင်းငိလိုက်တယ်ပြီးတော့တက်ပြင်းကိုချပြီးမင်းတို့နှစ်ယောက်ပြောတာအားလုံးမှန်တယ်မောင်ကောင်းပြောသလိုပြန်ပြီးတော်လန်ရမယ်ဆိုတာလည်းမှန်တယ်ကျွဲကြီးပြောသလိုစင်းစင်းဆဆလောက်ဖို့ဆိုတာလည်းမမှားဘူးအေးအဲ့ဒီဈာကမှအကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပြီးဒီအင်္ဂလိပ်တွေတို့ပြည်တွေကထွက်သွားအောင်လုပ်ရမယ်။သူ့စကားကိုအားလုံးစိတ်ဝင်စားသွားကြတယ်။ပြီးတော့အားလုံးတွေးပြီးစဉ်းစားနေကြပုံရတယ်။အတော်ကြာမှမောင်ကောင်းအောင်မနေနိုင်တော့ပဲ။မင်းဘလို့လှုပ်ချင်လို့လဲဘလူးမခို့တရုပ်ပြောင်းလိုက်တယ်။ပြီးမှလွယ်ကလေးပါကွာ။နှစ်ဖက်စလုံးသွေးမြေမကြပဲတို့ပြည်သူ့ကြုံဘဝလွတ်မြောက်မဲ့နေကိုငါတွေ့ထားပြီးပြီ။ဒါပေသည့်ဘယ်လမ်းကြောင်းသွားရမယ်ဆိုတာတွေးရဖြစ်နေတယ်။နောက်ပြီးဒီကိစ္စလျှို့ဝှက်ရမှာဆိုတော့လူအများကြီးလည်းမလို့ဘလို့လုံးမလဲ။မောင်ကောင်ငပိန်ကျွဲကြီးတို့စီကအတန်တပြိုင်နက်ထဲထွက်လာတယ်။ဘလူးကအားတက်ပြီးတော့မျောလင့်နေတဲ့သူတို့၃ယောက်ကိုကြည့်ပြီးပြောင်းလိုက်တယ်။ပြီးတော့မှလေတံကိုအတက်နိုင်ဆုံးနှိမ်ပြီးဘလူးရဲ့စကားအစုံအားလုံးမျက်နှာဝင်းလက်သွားကြတယ်။တရင်မြင်းသားရွာကိုတမဟုတ်ချင်းပြန့်နှံ့သွားစေတယ်။နောက်ပြီးဒီအကြံကိုလူတိုင်းလက်ခံကြတယ်။ဘာလို့လဲဆိုတော့ဒါသွေးမြေတစ်စက်မှမကြပဲမြန်မာနိုင်ငံလွတ်လပ်ရေးရနိုင်တဲ့နီးမလို့ပဲဒီအကြံကိုရအောင်စဉ်းစားနိုင်တဲ့ဘလူးကိုလည်းလူတိုင်းချီးမွမ်းကြတယ်ဟုတ်တယ်လေဒါမျိုးကတော်ရုံလူစဉ်းစားနိုင်တာရဲ့မဟုတ်ဘူးဘလူးတို့လိုညံကြီးရှင်နေမှာဘာပဲပြောမြင်းသားရွာတစ်ခုလုံးဒီသတင်းကိုစိတ်ဝင်စားသွားကြတာတော့အမှန်ပဲဘသူနဲ့တင့်တော်တယ်ဘသူသွားတဲ့နဲ့ဘသူကတန်ပါတယ်ဘသူကပြော့ညံတယ်စသည်ဖြင့်ကိုယ့်ဘာသာကိုလက်တို့ဆုံးဖြတ်နေကြတယ်အရှင်းဆုံးပြောရရင်အတင်းပြောနည်းတစ်မျိုးပေါ့ဒီကြားလဲဒီလိုဓာတ်ထောက်လောက်ကြံဖို့ဆိုရင်ဘလို့အဆောင်အဟန့်တွေစောင်းသွားတဲ့နဲ့ဘယ်နဲ့ကိုပတာသွားတဲ့နဲ့နောက်မို့ဆိုရင်မလွယ်ဘူးစသည်ဖြင့်ပေါ့တကြီးအိမ်ရှိမှစုယုံရောက်ရှိနေကြတဲ့ရွာသားတွေတုတ်တောင်းမလုပ်ကြဘူးခါတိုင်းတကြီးအိမ်ရှိမှဒီလိုလူဆိုရင်တီတိုတဖန်ပိုးတက်ကြတဲ့မတ်တင်အေးတို့အုပ်စုတော်ဝစ်ကြနေကြတာမဝစ်လို့မဖြစ်ဘူးလေတကြီးမျက်နှာဒီနေ့မှခတ်ထန်နေလိုက်တာတင်းလို့ဘာစကားမှလည်းမပြောဘူးကြောက်ရွံ့ကြီးချထားသလိုငြိမ်နေတာအတော်ကြာမှရွာသားတွေကိုဝေ့ကြည့်လိုက်ပြီးဟဲ့ဘလူးလာဦးတို့အုပ်စုရောက်ပြီလားရွာသားတွေအချင်းချင်းဝေ့ကြည့်လိုက်ပြီးမရောက်သေးပါဘူးတကြီးမင်းတကြီးနဲ့လှုပ်သွားတယ်ပြီးတော့ဟဲ့သွားခေါ်တာကြားလာကြည်လားရွာသားအလုံးလှည့်ကြည့်ကြတယ်ဟုတ်တယ်လက်ဝေကျော်အုံမောင်နဲ့ဘလူးတို့အုပ်စုဆိုတာ
ဘလူးလာဦးမောင်ကောင်းငပိန်ကျွဲကြီးတို့ပဲလမ်းလျှောက်လာတာများကားလို့ကြွားလို့တမင်ကြိုထိတ်ဖြားနာနေတဲ့ပစင်းလိုပဲလက်နှစ်ဘက်ကိုပခုံးကနေတရောင်ကွေးအထိတရန်းနဲ့ထားပြီးတရောင်ကွေးကနေလက်ဖြံထိကြတော့တောင်းမှန်အောင်ချထားတယ်လက်သီးကိုကြတော့ကြစ်ကြစ်ပါအောင်စုပ်ပြီးအနောက်ကိုကောက်ထားတယ်သူတို့ကိုကြည့်ရတာအရန်ကိုမန်းပါတာပဲအားလုံးကလည်းအင်ဂျီဗလာချင်းနဲ့ဆိုတော့ကြည့်ရတာခန့်လို့တကြီးရှိလဲရောက်ရောနန်းတွင်အတိုင်းတညီတညာတဲ့ဒူးထောက်ထိုင်ချလိုက်တယ်လျင်တယ်မြန်တယ်ကြည့်လို့ကောင်းတယ်တကြီးကသူတို့လေးယောက်ကိုကြည့်ပြီးခေါင်းတငိမ့်ငိမ့်နေရဲ့ဟိုကလည်းဝင့်နေတာပြားပြားကိုကတ်လို့တကြီးသွယ်ဝိုက်တောင်မနေပဲတဲ့တဲ့ချင်းမေးချလိုက်တော့လေးယောက်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်ဟုတ်တယ်လीတကြီးကဒါမျိုးဆိုပြက်တယ်မလုံနဲ့ဆိုရင်ပြီးပြီဒါကြောင့်ဟဲ့ငါမေးနေရလေတကြီးရဲ့စကားကြောင့်အားလုံးတုတ်တုတ်တောင်းမလုပ်ရဲတော့တကြီးထပ်မေးနေတယ်ဆိုတော့မဖြေလို့မဖြစ်တော့ဘူးလေဒါကိုနှုတ်သွက်အာသွက်ဖြစ်တဲ့ဘလူးပါပဲဟုတ်ပါတယ်တကြီးကျွန်တော်တို့ပြည်ကိုအင်္ဂလိပ်တွေမတရားချဲ့လေတာမခံနိုင်လို့ပါဘလူးရဲ့စကားဆုံးတာနဲ့တကြီးဆက်ခနဲထားပြီးဖြစ်မလားကွာဒီလိုသွားလို့ဆိုပြီးအိမ်မော်ကောက်နဲ့တက်ချသွားတယ်တကြီးတက်သွားတယ်လည်းမြင်ရောရွာသားအလုံးတယောက်မျက်နှာတယောက်ကြည့်ကြတယ်သူတို့စိတ်ထဲမှာဘလူးလာဦးတို့ရဲ့လောက်ရက်ကိုတကြီးမကြိုက်လို့ဘာမှမပြောတာလို့ထင်ကြတယ်နောက်ပြီးဘလူးလာဦးတို့အုပ်စုကိုတကြီးစိတ်ဆိုးနေတယ်ပေါ့ဒီလိုထင်နေကြတော့မှပဲတိတ်မကြဘူးတကြီးပြန်ဆင်းလာတယ်သူ့လက်ထဲမှာငွေရောင်တောက်ပနေတဲ့ဓာတ်စင်းကင်လာတယ်တကြီးနဲ့ဓာကြီးကိုလည်းမြင်ရောတယောက်မှခေါင်းတောင်မဖော်ရဲတော့ဘူးတိတယ်ဒါရှေးတကြီးအစင်အဆက်ထိမ့်သိမ့်ကင်ဆောင်လာတဲ့မျိုးမြက်မန်အောင်ဒါတကယ်တံပိုးကြီးဒါစွမ်းနာကလည်းပြောမနေနဲ့တော့ဓာချင်းခုတ်လို့ကတော့ပြက်ပြီးသားမှတ်နောက်ပြီးဒီဓာကသွေးမတော့ရပဲဒိန်နဲ့ပြန်ထည့်လို့မရဘူးတဲ့အဲ့ဒီဓာကိုမှတကြီးဓာကိုဒိန်အတွင်းကချွတ်လိုက်တယ်ဆိုရင်ပဲအားလုံးခေါင်းတောင်မဖော်ရဲတော့ဘူးငပိန်ဆိုကြောက်တာမှဆက်ကိုတုံရောတကြီးမျက်နှာလဲကြောက်စရာကောင်းလာအောင်မဲရှုံလို့တကြီးတစ်ချက်လှုပ်ရှားလိုက်တာပဲမြင်ရတယ်မျိုးမြတ်မန်းအောင်ဓာကြီးကဘလူးတို့ရှေ့မြေကြီးပေါ်ဒုတ်ခနဲလာဆိုင်တယ်တကြီးကဓာကြီးကိုကြည့်ပြီးမန်းပါနဲ့အားလုံးတုံရင်နဲ့ပဲတိပါတယ်တကြီးမေအေးတိရင်ပြီးရောဒီဓာကိုအဆောင်အတားဖြစ်ယူသွားဟိုရောက်လို့ဓာထောက်လောက်ကြရင်ဒီလိုဖုံးကန်ကြည့်တဲ့ဓာနဲ့ထောက်ဓာမှမင်းတို့အရေးတော်ပုံအောင်မကဲဓာကိုယူသွားဒါပဲဆိုပြီးကောက်နဲ့အိမ်ပေါ်ပြန်တက်ချသွားတာပြန်ကိုဆင်းမလာတော့ဘူးဒီတော့မှဘလူးတို့အုပ်စုထဲကမောင်ကောင်းကဝမ်းသာအားရချပြီးဓာကိုယူတအိမ်ထဲပြန်ထည့်လိုက်တာရွှတ်ခနဲနေရပဲဓာအောင်မြင်တဲ့ဒေါ်မြင်ကဟဲဓာကသွေးမတော့ရပဲတအိမ်ထဲပြန်ထည့်လို့မရဘူးဆိုအခုတော့မောင်ကောင်းလက်ထဲဘာသွေးမှမတော့ပဲပြန်ဝင်သွားလိုက်တာရွှတ်ခနဲနေပါရောလားသူ့စကားကိုနက်ကတော့ဒေါ်မြိုင်ကြီးကအိုးအေးဒါအရေးတော်ပုံအောင်မြင်မဲ့နမိတ်ပဲမောင်ကောင်းကကြည့်ပါလားသူ့ရုပ်ကခန့်အောင်မှတန့်လို့အိုးအေးကြပါတယ်ငါကိုတော်လေးကိုပင့်ပြီးမောင်ကောင်း1000ပိုကြေးတဲ့လူစွမ်းကောင်းဟုတ်မဟုတ်ကြည့်လိုက်အောင်မယ်ဆိုပြီးဆိုးဆက်ဆက်နဲ့ထသွားတယ်သူ့စကားကိုစိတ်ဝင်စားသွားကြတဲ့ရွာသားတချို့ကသူ့နောက်အတီးကြီးလိုက်ချသွားတယ်ရွာသားတွေကဒါမျိုးဆိုတိတ်စိတ်ဝင်စားကြတာနောက်ပြီးသိတယ်မဟုတ်လားဘလူးတို့အုပ်စုကလူမစွမ်းပင်မဲ့နက်ကအဲ့ဒီသတင်းကြောင့်လော်ဂီအရေးတွေလစ်လျူရှုထားရတဲ့ရွာဦးကျောင်းဆရာတော်ကတောင်ရွာဦးကျောင်းဆရာတော်ခေါ်တယ်ဆိုတော့ဘလူးတို့အုပ်စုနင်းလန့်သွားတယ်ဘာလို့လဲဆိုတော့ဆရာတော်ကသူတစ်ပါးအသက်သက်တာတို့ဘာလို့မပြောနဲ့ခိုက်ရန်ဖြစ်တာတော့ကြိုက်တာမဟုတ်ဘူးရဲ့ဒါကြောင့်ဆရာတော်ကိုလည်းတောင်းမတွေ့ချင်ကြဘူးနောက်ပြီးတောင်းမတွေ့ပဲလည်းမနေရဲဘူးလေဘာလို့လဲဆိုတော့ဆရာတော်မိတ်ကြားချက်ဆိုတစ်သက်လုံးဘသူမှလွန်ဆန်ရဲခဲ့တာရဲ့မှမဟုတ်တာဒါကြောင့်ကြောက်ရွံ့နဲ့ပဲဆရာတော်စီသွားကြရတာပေါ့ဆရာတော်ကျောင်းကိုရောက်တော့ဆရာတော်ကိုအခန့်တင်ကွန်းသီးတွေထိုင်ညံ့နေတာတွေ့ရတယ်သူတို့လည်းဆရာတော်အနာရိုးကလေးကတ်သွားပြီးဆရာတော်ကိုဦးချပြီးပစစ်တုပ်ထိုင်လိုက်ကြတယ်ဆရာတော်ကသူတို့ကိုဝေ့တောင်မကြည့်ဘူးကွန်းသီးကိုပဲစိတ်ပါလက်ပါညက်နေတယ်ကွန်းသီးအလုံးညက်ပြီးမှကွန်းအိတ်ကလေးဘေးချပြီးမောင်တို့အကြံစီတော့ဦးစင်ကြားပြီးပါပြီဆရာတော်ရဲ့ဒဲတို့မိတ်ကြားတဲ့ကြောင့်သူတို့တုတ်တောင်မလုပ်ရဲတော့ဘူးဘာပဲဖြစ်ဖြစ်သူတစ်ပါးအသက်သက်တာတော့ရှောင်ကျင်တဲ့နဲ့ဆရာတော်ရဲ့မိတ်ကြားတဲ့ကြောင့်အားလုံးနှံ့သွားကြတယ်တ
တို့ရဲ့အကြံစီတော့ဆရာတော်ကမနစ်မြို့တာတေချာသလောက်ဖြစ်နေပြီသူတို့လည်းဆရာတော်နားလည်အောင်ဘလို့ရှင်းပြရမလဲစဉ်းစားနေတော့မှာပဲဆရာတော်မိန့်ကြားချက်ကသူတို့ထင်ထားသည့်အတိုင်းမဟုတ်သည့်အတွက်ဝမ်းသာသွားပြီးတင်မဖေဟာဆိုပြီးဝမ်းသာအားရနဲ့တန်ပြိုင်ဆိုမိကြတယ်ဆရာတော်ကအကောင်းကိုတဆက်ဆက်ငိမ့်လို့ပေါ့အတော်ကြောင့်မှတရိယာသွားတယ်လို့ဟန်မျိုးနဲ့ငိမ့်သွားတယ်ပြီးမှကိုညက်ကိုကောက်ကိုင်းပြီးဒါပေမဲ့ဒီတိုင်းကတော့မဖြစ်သေးဘူးကွတိတ်တီတင်ပေးရမယ်ဟဲ့ဖြူသည်ဖေဟာဆရာတော်ဖះခေါ်တဲ့ကြောင့်ကပ္ပိယကြီးကျောင်းပေါ်တက်လာတယ်ကပ္ပိယကြီးကိုမြင်တော့၄ယောက်စလုံးနည်းနည်းလန့်သွားကြတယ်သိတယ်သူတို့ဘာလုပ်ရတော့မယ်ဆိုတာထင်တဲ့အတိုင်းပဲဟဲ့ဖြူသည်သူတို့သွားလျာဘေးမခါရအောင်တိတ်တီအပြင်ပြီးစေးအစုံတင်ပေးလိုက်ကွယ်ညနေဆရာတော်ကျောင်းကပြန်ထွက်လာတော့၄ယောက်စလုံးတယောက်ကိုတယောက်စကားတောင်ဟာမပြောနိုင်တော့ဘူးကပ္ပိယဦးဖြူတီးကလည်းသိတဲ့အတိုင်းဆေးပေါက်ဆိုလူမြင်တော့တာရင်မဟုတ်ဘူးဂျမ်းကိုပေါက်တော့တာနောက်ပြီးသူတို့တိတ်တိတင်အောင်မကပဲပြီးစေးအစုံတင်ရတယ်ဆိုတော့စဉ်းစားတာကြည့်မကွပဲနေမလားသူတို့ကိုစုပ်ပေါက်ပေးလိုက်တာဒီလိုပေါက်ရင်းမှာကြောင်အစင်အတက်နရင်းမှာဝက်ဆွဲဆလွယ်ကငကားနှကောင်တရောင်မာကလောကနဲ့ရင်ဘက်မှာဘလူညာဒူးမှာအင်စလီတကောက်စီမှာဘီလာကြောက်ကုန်းကဝက်ခုံးဘယ်လက်ဖြံပေါ်စမတ်အင်းအိမ်မြောင်အစင်းအတက်ကလက်ဖြာလက်မောင်းရင်ကစားမနီညာချီမှာပြမညာလက်ကငကသိန်းကြာရိုးကကုတ်ရင်အစင်အသိန်းအတိန်အနက်ဖက်ဖက်ဆက်ဆက်ပြီးအောင်ထိုးပေးလိုက်တော့တယောက်မျက်နှာတယောက်ကြည့်ပြီးကွာတာနဲ့ဖြစ်သွားကြရတာပေါ့ပြီးမပြီးတော့မပြောမနေနဲ့တော့ဘလူးလာဦးဆိုကြည့်ပါလားအိမ်ပြန်ရောက်တော့အပြုံးလဲနေသွားပြီးသူ့ဘာသာသူလုံကြီးစုပ်ကလေးချုံပြီးအိမ်တောက်မှာစောင့်ကြောင်လေးထိုင်နေတော့တာကပ်ပီယာကြီးဆေးပေါက်ထားတာနာနေတယ်ထင်တယ်သူ့ကိုတနာတဲ့ရွာသားအချို့ကအင်ကြီးလုံကြီးအကောင်းတွေယူလာပေးကြပါတယ်ဒါရင်ဘလူးကမွေ့ဘူးဒါတောင်ရွာသားတွေကဂီယူနာတက်ပြီးဘာပြောတယ်မှတ်တုံးဘလူးလာဦးကအနေဆုပ်ပေမဲ့လေးမှုတ်တဲ့မြပလွေတဲ့ဟုတ်လဲဟုတ်တယ်ဘလူးလာဦးကအနေဆုပ်ပေမဲ့လေးမှုတ်တဲ့မြပလွေပါပဲအဖိုးလဲပါတယ်အတန်လဲတာတယ်လीမြပဝါထက်အဖိုးလဲတန်တယ်အတုံးလဲဝင်တယ်ဒါကြောင့်ရွာသားအလုံးကဘလူးလာဦးတို့အင်္ဂလိပ်ပေါ်လာပြီးအိမ်တောက်မှာလုံကြီးစုပ်ကလေးခြုံပြီးကွေးနေတဲ့သူရဲကောင်းလာဦးကိုလာကြည့်ကြတယ်တချို့ဆိုရင်သူ့ကိုခြေကလိန်ဘလို့ကွလဲစစ်ဘလို့ကစ်ပြီးဓာတ်ကိုဘလို့ထားအောင်ဆိုပြီးဘန်တိုဘန်ရှင်နီးနဲ့တရုတ်ပြတဲ့လူကပြတချို့ကြတော့လဲရမ်းဖောက်တနတ်တွေနဲ့ပြည့်ရင်ကိုလုံးကိုဘလို့ယို့ပြီးနောက်ကျွန်းဘလို့ပြစ်စသည်ဖြင့်ကျွမ်းနီးပြတဲ့သူကပြနဲ့ဘလူးတို့တဲအိမ်ကလေးထဲမှာဝုန်းဆန်နေတော့တာဒါကလည်းသူတို့သူရဲကောင်းကြီးတွေကိုအရေးတော်ပုံအောင်စေခြင်းနဲ့စံတာနဲ့တစ်ဖက်တလန်းကကူညီပေးကြနေတာဘလောက်ထိလဲဆိုအိမ်ထဲကအိမ်ပြင်ကိုတောင်မထွက်တတ်ကြတဲ့ပကြီးသမီးခင်မုံတော်ထမင်းအုပ်ကလေးပိုက်ပြီးဘလူးတို့အိမ်ဘက်ရောက်တတ်နေပြီအဲ့ဒီနေ့မနက်အစောကြီးကလေးကမြင်းသားရရဲ့ကမ်းနားမှာကမ်းလုံးတွင်များစီကားနေတော့တာနင်းတွေကလည်းဗျာကြနေလိုက်တာထူပိတ်နေတော့တာပဲချမ်းသမျှခိုက်တုံရောကြပြီးသည့်ရွာသားအလုံးဟာအိမ်ပြန်မှုသတိမရကြဘူးသူတို့ရဲ့သူရဲကောင်းကြီးတွေကိုမတွေ့လိုက်ရမှာဆိုလို့သူရဲကောင်းတွေဆိုတာတခြားလူတွေမဟုတ်ဘူးဘလူးတို့အုပ်စုကိုပြောတာဘလူးမောင်ကောင်းငပိန်ကျွဲကြီးရင်းနေမနက်မှာဒါကြောင့်တရွာလုံးကန်းလုံးညွန့်များလာကြည့်နေကြတာဘလူးတို့စီးသွားမဲ့လောင်းလီကလေးမှလည်းရွာကပေးလိုက်တဲ့စားစရာတွေအဆောင်လက်ဖွဲ့တွေတင်ထားလိုက်တော့လေကလေးတောင်နစ်မတက်ပဲဟုတ်တယ်သူတို့အင်္ဂလန်ထိသွားရမှာဆိုတော့လုံလောက်တဲ့စားနပ်ရိက္ခာတော့လိုမှာပေါ့ဟောလာပြီဘလူးတို့အုပ်စုဒီလောက်ချမ်းစီစီကြီးမှာ၄ယောက်လုံးအင်းကြီးဗလာချင်းနဲ့ခရောင်းတိုက်ထားကြတာဆိုတော့မေးတွေတုံနေတဲ့အပြင်ဂုံညင်းပါရှုံပြီးအပေါ်တွန့်တက်နေတယ်ဒါပေမဲ့ဘာမှမဖြစ်တဲ့ဟန်မျိုးနဲ့မန်းတော့တင်းထားကြတယ်တကြီးချေလဲရောက်ရောတကြီးကသူတို့ကိုကြည့်ပြီးတူတူပြက်ပြက်ပဲမာတယ်မောင်တို့ဘာအကြောင်းနဲ့ပဲဖြစ်ဇွဲတော်မလျှော်နဲ့တနေ့တလန်ပကံပဲပြေးမလဲဆိုတဲ့စကားပုံတော်အရှိတာအင်္ဂလန်ဆိုတာဘလောက်ဝေးတာလိုက်လို့ရောက်အောင်သွားပြီးအပီးသက်ဆောင်ရွက်ခဲ့ကြကွနောက်ပြီးမောင်ကောင်းကလူစမ်းကောင်းဖြစ်မဲ့သူဆိုတော့သူ့စကားလဲနားထောင်ကြတကြီးစကားကို၄ယောက်လုံးကထိတ်ချပါတကြီး
အရေးတော်ပုံအောင်မှကျွန်တော်တို့အောင်ပန်းနဲ့အတူပြန်လာမှာပါဆိုပြီးပြက်ပြက်သားသားဂရိပေးကြတယ်ဒါကိုတကြီးပေးနာရက်နေတဲ့ခင်မုံကမောင်ကြီးအရေးတော်ပုံအောင်မြင်ပြီးရွှေနှန်းရှင်ကမြောက်ဆိုင်ခင်မုံမမေ့နဲ့နော်ခင်မုံရဲ့မခို့တရုပ်စကားကိုလည်းကြားရောဘလူးရုပ်တစ်ချက်ထဲပြေးသွားပြီးမမေ့ပါဘူးနှမလေးရဲ့မောင်ကြီးရလေနှမလေးကိုသူ့စကားမဆုံးမီမောင်ကောင်းကသူ့ခါကိုတရောင်နဲ့တို့ပြီးဟိတ်ကောင်နောက်မှအလွမ်းတဲ့အခုသွားရအောင်ဆိုပြီးအတင်းဆွဲသွားတယ်ဘလူးမသွားကျင်နဲ့ရက်ကန်နဲ့ပါသွားတယ်လောင်းလေကလေးပေါ်သူတို့၄ယောက်တက်လိုက်တာနဲ့လေကလေးနစ်မလို့ဖြစ်သွားတယ်ဒါပေမဲ့တယောက်ကိုတယောက်ထိန်းနေတယ်ဆိုတော့ရုပ်တော့မပြတ်သေးဘူးသူတို့လည်းလှေပေါ်မှာအကြအနထမ်းလိုက်တာနဲ့တကြီးကစားပြီးသူရဲကောင်းကြီးတွေအောင်မြင်ပါစေလို့អော်လိုက်တာနဲ့ရွာသားတွေအားလုံးကပါသူရဲကောင်းကြီးတွေအောင်မြင်ပါစေဆိုပြီးလက်သီးလက်မောင်းတန်းပြီးအော်ဟစ်ပေးကြတယ်ဒါအုံမောင်ကောင်းကဘလို့စိတ်ကူးပေါက်တယ်ရဲ့မသိဘူးငါတဲ့ကွလူစမ်းကောင်းဆိုပြီးလေပေါ်ထခုန်လိုက်တော့အစကတည်းကနစ်ချင်နေတဲ့လေကလေးကဝုန်းဆိုနစ်ကျသွားတယ်ရုပ်ချီးဆိုသလို၄ယောက်စလုံးရေထဲမှာဝယုံသုံးကားဖြစ်သွားတယ်ဖြစ်ချင်တော့လူစွမ်းကောင်းဆိုတဲ့မောင်ကောင်းကလည်းရေမကူးတတ်ဘူးအောင်မလေးလောက်ကြပါအောင်ဆိုပြီးတကြီးပေးထားတဲ့မျိုးမြတ်မန်းအောင်ဓာကြီးကိုင်းပြီးမြုပ်ချီပေါ်ချီဖြစ်နေတော့တာ၃ယောက်လုံးသူ့ကိုဆွဲနေရင်2ချက်3ချက်အုပ်ပြီးလှေပေါ်ပြန်ဆွဲတင်လိုက်ရတယ်ဟုတ်တယ်လေရေနေတဲ့သူဆိုသတိပြန်ဝင်အောင်ဒီလိုပဲလုပ်ရတာဒီအချိန်မှာလူစွမ်းကောင်းတော့ဘာတော့ကြည်နေရလို့ရတာမဟုတ်ဘူးရွာသားတွေကတော့သူတို့ကိုဘာဖြစ်မှန်းတော့မသိတော့ငေးကြောင်ကြည်နေကြတယ်အတော်ကြာမှ၄ယောက်လုံးလှေပေါ်ပြန်တက်ပြီးလှေထဲဝင်နေတဲ့ရေတွေပြန်ခတ်ထုတ်ရအစားအသောက်တွေပြန်ဆယ်တင်ရတယ်အားလုံးအစင်သင့်ဖြစ်ပြီးကဲသွားကြမယ်ဆိုတော့မှရွာသားအားလုံးလည်းသတိပြန်ဝင်သွားပြီးသူ့ရဲ့ကောင်းကြီးတွေအောင်မြင်ပါသည်ဆိုပြီးအော်ဟစ်ပြန်ကြတယ်အဲ့ဒီအော်တန်းနဲ့အတူဘလူးတို့အုပ်စုဟိုင်ယာညာတန်ပေးလို့အေယာဝတီမြေရိုးတစ်လျှောက်အင်္ဂလန်ကိုလှေကလေးနဲ့လှော်ချသွားတော့တယ်မြင်းသားရွာသားတွေအဲ့ဒီမြင်ကွင်းကိုအခုချိန်ထိမမေ့ကြဘူးဘာလို့လဲဆိုတော့ဘလူးတို့အုပ်စုကိုသူတို့မြင်လိုက်ရကြတယ်လေအဲ့ဒါနောက်ဆုံးအကြိမ်မလို့ပဲသူတို့၄ယောက်အင်္ဂလန်ကိုလှေကလေးနဲ့ထွက်သွားကြတာအင်္ဂလန်ကိုရောက်လာမရောက်လာတော့ဘယ်သူမှမသိကြဘူးဘဲတောင်ဘဲကမ်းမှာတောင်တင်နေတယ်လည်းမပြောတတ်ဘူးတေးကြတာကတော့သူတို့မြင်သားရွာပြန်မရောက်တော့တာပဲအခုဆိုမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်နေတာကြားပါပြီဒါပေမဲ့ဘလူးတို့အုပ်စုကတော့ပြန်ပေါ်မလာတော့ဘူးဒါပေမဲ့အမှန်ကန်ဆုံးအဖြေကတော့သူ့ကြုံမခံလို့တဲ့စိတ်ဓာတ်နဲ့အေယာဝတီမြစ်အတိုင်းအင်္ဂလန်ကိုစုံစင်းသွားတဲ့သူရဲကောင်း၄ယောက်ရှိခဲ့ဘူးတယ်ဆိုတာပဲအဲ့ဒီ၄ယောက်ကလည်းဘလူးလာဦးမောင်ကောင်းလူစွမ်းကောင်းငပိန်တခိုးငပိန်ကျွဲကြီးတို့ပါပဲဒါကတော့အမှန်ပါပဲခင်ဗျာသူတို့၄ယောက်လုံးဟာအဖိုးလဲပါအတန်လဲတာတဲ့အနေဆုပ်ပင်မဲ့လေးမုတ်တဲ့မြပလွေတွေပါသူတို့၄ယောက်လုံးဟာလူမစွမ်းမင်မဲ့အော်လူမမစွမ်းတော့နတ်ကလည်းဘာတိဘာသာပဲပေါ့ဝိထုလေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီရှင်နားကျင်ပြီးကြတဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်